အခုမှချက်လို့ပြုတ်လို့ပြီးတယ်ကွယ်ကဲထမင်းစားမယ်ကဲအားလုံးပဲစစုံလို့ရေကဲထမင်းလာစားကြပါအောင်ကဲဒီနေ့ကတော့ရုံးကအိမ်မှာငမုတ်ကိုလေကမွန်းချင်ရွက်လေးနဲ့စီပြန်လေးချက်ထားတာအဲ့ဒါလေးရေဒီမှာကမွန်းချင်ရွက်ပူတဲ့ဟာလေးရေဒီမှာငါးကောင်းလေးကိုလေချင်းဟင်းလေးတစ်ခါပြန်ပြီးတော့ချက်ထားတယ်ချင်းဟင်းလေးကတစ်ခွက်ပေါ့နော်ကဲဒီနေ့တိုးစရာတွေကတော့လေဒီမှာလေတရကင်းဒါလေးကလေတရကင်းဒါကလေတရကင်းဥသူကမတူဘူးပေါ့နော်ဒါပေမဲ့ဟိုဒါကတော့အရွက်ဒါကတော့ဥဒါမြေကြီးတဲ့ရတဲ့ဥဒါပေမဲ့ဟိုအနံ့ကတော့အတူတူပဲတို့လို့အရန်ကောင်းတယ်ကဲဒါကတော့မုံလာရွက်ကလေးကိုအစိမ့်တုံမှကျွတ်ကျွတ်လေးဒါငါပြည်နဲ့နေတယ်ငါပြည်ရတော့မပါမဖြစ်ဒါလေးရုံးကိုရင်ချက်ထားတာဟိုကနဲ့ကမွန်းကြည့်ရွက်လေးနဲ့ဒီလိုပဲဆယ်လိုက်တော့ကမွန်းကြည့်ရွက်လေးနဲ့ချက်ထားတာဝါလည်းကဲရင်နဲ့ကဲထမင်းနေလိုက်အောင်မယ်ကဲသားစားပြီးွားပြီလေဒီပတ်စားလဲရှုပ်တယ်ပြီးတော့မှအမေတခါပြန်ကျွေးမယ်နော်မဝသိရင်เราเลยတွေ့ကောင်းတယ်ဒါတရကင်းအရွက်ရကင်းကအမျိုးမျိုးရှိတယ်အဲ့ဒီလိုမစားမင်းနေပါတရကင်းဥပါလေမှုတိနဲ့နော်ထမင်းစားလိုက်လို့မရအတိုက်သက်တုံးတာကဲတက်တာဒီမှာအမေကျွေးမယ်ငါကစားတယ်မိဘစောစောကလည်းကျွေးထားသေးတယ်ရိုးမစားနဲ့ရိုးတွေတူးကုန်တယ်စားကြပါအောင်တဲလို့ထမင်းစားမယ်ညောကွယ်ကော်ကျွေးဖို့တော့မေ့နေတယ်စားကောင်းနေတာနဲ့ကဲရုံးလိုက်ရလေးစားနေမှာလာခဲ့ချက်ကျွေးမယ်စားချင်တာလေးမမောက်ကရိုးမရှိဘူးရိုးသိမ့်မရှိဘူးချင်းလေးရလည်းကောင်းတယ်ကိုချက်ပြီးကိုကားမယ်ကိုစားကားမယ်